အားလုံးပဲမင်္ဂလာပါ Midnight Chronicle Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့မှုခင်ကတော့အီတလီနိုင်ငံရဲ့တောင်ပေါ်မြို့လေးပေါ်ကဘုရားကျောင်းဝင်းတစ်ခုထဲမှာအိမ်တော်ထိန်ဖြစ်တာဝန်ယူနေတဲ့အမျိုးသမီးကြီးရုပ်တက်ကြီးတေဆုံးသွားခဲ့တဲ့အတွက်ကြောင့်မလို့ဒီရမှုကိုတက်တေထွက်ဆိုခဲ့တဲ့ဒီဘုရားကျောင်းရဲ့ကျောင်းတိုင်ဖုံးကြီးနဲ့ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကြားမှာလုံးဝအကြီးကြီးကိုကွဲလွဲနေခဲ့တဲ့မှုခင်တစ်ခုကိုပြပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှုခင်ကိုတွားလိုက်ရအောင်အီတလီနိုင်ငံမြောက်ပိုင်းတောင်တိုင်ရိုဒေတာကဘိုဇာနိုခရိုင်ထဲကအာတီနိုဂျိုက်ဝမ်ရဲ့မြင့်မားတဲ့တောင်တက်လမ်းတွေပေါ်မှာစီးနှင်းတွေကစတင်ပြီးတော့ဖုံးလွှမ်းလာနေခဲ့တယ်။ဒီလိုအချိန်မှာပဲစန်တာဂျာထရိုလို့ခေါ်တဲ့တိတ်ဆိတ်ပြီးတော့ငိမ့်ချမ်းလာတဲ့ခရစ်ယာန်ဘာသာရေးနေမြေလေးရဆိုလို့ရှိရင်အီတလီနိုင်ငံရဲ့သမိုင်းမှာအလောက်ခတ်ဆုံးနဲ့အချောင်းလန့်ဆုံးရာဇဝမှုကြီးတစ်ခုဖြစ်ပွားရနေရဖြစ်လာခဲ့တယ်။အဲ့ဒီနေရာလေးကအချိန်တွေရက်သက်နေတယ်လို့မျိုးခံစားရစေတဲ့နေရာမျိုးပေါ့နော်လုံးဝကိုအေးချမ်းပြီးတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာမျိုးဆောင်းရည်ရောက်ပြီဆိုလို့ရှိရင်မတ်ဆောက်ပြီးတော့တစ်တော်တွေထူထက်လာတဲ့ဒီတောင်ဆောင်ကြီးတွေကကဘာကြီးရဲ့အပြင်ဘက်ကဘာနဲ့လုံးဝကိုအဆက်တွေပြတ်တောက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်တကယ်တော့စန်တာဂျာထရိုလို့ခေါ်တဲ့အဲ့ဒီနေရာလေးอ่ะဆိုလို့ရှိရင်ပြင်ပလူတွေရဲ့အာယုံဆိုင်မှုကိုခံရလေးရှိတဲ့နေရာမျိုးတော့လုံးဝမဟုတ်ဘူးဘာလို့လဲဆိုတော့မြောက်ပိုင်းအီတလီရဲ့တောင်တန်းတွေအရန်ကိုမှထူထပ်တဲ့ရှုခင်းကြီးတွေကြားထဲမှာနက်နက်ရှိုင်းရှိုင်းကြီးတည်ရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြီးတော့စိုက်ပျိုးရေးတွေဘာသာရေးတွေနဲ့ဒေသခံအချင်းချင်းနှစ်ပေါင်းများစွာယင်းနှီးကျွမ်းဝင်မှုတွေနဲ့ပဲဒီအေးလူလူလေပတ်နေတဲ့အရက်ဒေတာလေးတစ်ခုဖြစ်နေလို့လည်းပါတယ်ပေါ့နော်ပြင်ပလူတယောက်ကဘာကြောင့်ပြချက်မှမရှိဘဲနဲ့ဒီနေရာကိုရောက်လာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအရန်ခဲရင်းနေပေါ့နော်တကယ်လို့ရောက်လာခဲ့ရင်တော့မှအော်ဒီတယောက်ကဒီဒေတာမဟုတ်ဘူးဆိုပြီးတော့တန်းတိနိုင်တဲ့အထိလူဦးရေတွေကမထူထပ်ဘူးပေါ့နော်တတိပြုမိရအရန်လွယ်တဲ့နေရာဖြစ်တယ်အဲ့ဒီရက်ကဘုရားကျောင်းပိုင်စောင့်ကြီးရဆိုလို့ရှိရင်ဒေတာခံတဲ့အတွက်ဘာသာရေးဆိုင်ရာဘိုးချက်မကြီးတစ်ခုဖြစ်တယ်ပြီးတော့ကျောင်းတိုင်ဘုံတော်ကြီးနေထိုင်တဲ့နေအိမ်လည်းပဲဖြစ်တယ်ပေါ့နော်ဒီအိမ်ကြီးကအဲ့ဒီအဆောက်အုံကြီးကိုတော့အသက်64နှစ်အရွယ်မုတ်ဆိုးမကြီးတယောက်ဖြစ်တဲ့မာရီယာလူဝီဆာဖြူရီဘလက်စကာမာဆိုတဲ့အိမ်တော်ထိန်တယောက်ကတာဝန်ယူပြီးတော့စောက်ရှောက်ထားတယ်။သူမဟာဆိုလို့ရှိရင်အရန်ကိုမှစီကန်းကြီးတယ်ပြီးတော့အရန်ကိုလျှို့ဝှက်တတ်တဲ့သူမျိုးဒီဒေတာခံတွေကသူ့ကိုတခုခုရင်ဖွင့်ပြောဆိုလာခဲ့လို့ရှိရင်လုံးဝကိုဘယ်သူမှမပြောပြတတ်တဲ့အရန်ကိုမှလျှို့ဝှက်တတ်တဲ့အမျိုးသမီးတယောက်ပေါ့နော်။သူကဖះเจ้าအပေါ်မှာနှစ်ပေါင်းများစွာတစ္ဆာရှိရှိနဲ့အလုတ်ကျွေးပြုတ်လာခဲ့တဲ့အတွက်ကြောင့်မလို့ဒေရခံတွေကြားထဲမှာအင်မတန်လူတိများပြီးတော့အရန်ကုန်မှချစ်ခင်လေးစားခံရတဲ့အမျိုးသမီးတယောက်လည်းပဲဖြစ်တယ်။ဒီလိုနဲ့1983ခုနှစ်နိုဝင်ဘာလ9ရက်နေ့မနက်အစောပိုင်းတနာရီဝန်းကျင်လောက်မှာတိတ်ဆိတ်ပြီးတော့အေးချမ်းလာတဲ့ဒီဂျိုက်ဝမ်းကြီးရဲ့ညင်းနဲ့တကောင်ရဲ့အချိန်မှာဘုရားကျောင်းအဆောက်အုံကြီးထဲကနေပြီးတော့တိတ်ဆိတ်ငိမ်သက်မှုတွေကရုတ်တရက်ကြီးပျောက်ကွယ်တော့ခဲ့တယ်။ဘာလို့လဲဆိုတော့ဘုရားကျောင်းရဲ့ဝတ်ပြုပစ္စည်းတွေကိုထိန်းသိမ်းပေးနေတဲ့ဂျိုဟန်ဘာဒါနိုလီဆိုတဲ့သူကိုပေါ့နော်။ကျောင်းထိုင်ဘုန်းတော်ကြီး Father Joseph Steingesser ဟာသူ့ကိုအလန့်တကြားလာနိုးခဲ့တဲ့အတွက်ကြောင့်မလို့သူကရုတ်တရက်ကြီးအိတ်နေရင်းနဲ့နိုးလာခဲ့တယ်။ဘုန်းတော်ကြီးကပေါ့နော်အရန်ကုန်မှ3လုံး6ချားနေပြီးတော့ချက်ချင်းပဲသူ့ကိုကူညီပေးဖို့အတွက်ပြောလာခဲ့တယ်။ဘုရားကျောင်းထဲမှာလူရဲမှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုပြီးတော့ဘုန်းတော်ကြီးကအခိုင်အမာပြောတယ်ပေါ့နော်အဲ့တော့ဘုန်းတော်ကြီးကကျောင်းဆောင်စီကိုပေါ့နော်ဆိုင်းမစင်ဘုံမစင်ချက်ချင်းသူ့နောက်ကိုလိုက်ခဲ့ဖို့အတွက်တောင်းဆိုလာခဲ့တယ်အဲ့တော့ဂျိုဟန်ကလည်းပဲဘုန်းတော်ကြီးရဲ့နောက်ကိုလိုက်သွားပြီးတော့သူပြောတဲ့အဆောက်အုံထဲကိုဝင်သွားတဲ့အချိန်မှာအိမ်တော်ထိန်မာရီယာလူဝီဆာဆိုလို့ရှိရင်သူ့ရဲ့ဂရင်ရဲ့ဘေးမှာအသက်မဲ့စွာနဲ့ပဲလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့အခန်းတစ်ခုလုံးอ่ะဆိုလို့ရှိရင်လည်းစိုးစိုးရွားရွားကြီးနဲ့ကိုမွေနောက်ဖြက်စီးခံထားရတဲ့ပုံမျိုးဖြစ်နေတယ်။ပရင်ပေါက်လိုက်ကာတွေကိုပေါ့နော်အတင်းအဓမ္မနဲ့ကိုဆွဲဖြတ်ထားပြီးတော့တေဆုံးတဲ့သူကိုတုံနှောင်ဖို့အတွက်အသုံးပြုထားကြတယ်။မာရီယာရဲ့လက်တွေနဲ့ခြေထောက်တွေကိုလည်းကြိုးတွေနဲ့ဒီခန်းစီလိုက်ကာတွေနဲ့ကိုတုံနှောင်ထားပြီးတော့ပါဇက်ကိုလည်းပဲပိတ်ဆို့ထားကြတယ်။နောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းရိုက်နှိပ်ဆက်ခံထားရတဲ့တရားတန်ချက်တွေကိုလည်းအထင်ရှားကိုတွေ့လိုက်ရတယ်။အဲ့တော့အခင်းဖြစ်ပွားတဲ့နေရာအနေထားကိုပြောရမယ်ဆိုလို့ရှိရင်တေဆုံးသူဘက်ကအတင်းအဓမ္မနဲ့ကိုရုန်းကန်ထားတဲ့ပုံမျိုးပေါက်နေတယ်ပြီးတော့လူသက်သမားဖက်ကနေလည်းပဲပေါ့နော်ဒီအခြေအနေကိုဒီအမျိုးသမီးကြီးကိုပေါ့နော်လုံးဝတေးသေးချာချာနဲ့ကိုထိန်းချုပ်ထားနိုင်ခဲ့ပုံမျိုးပေါ်နေတယ်
အဲ့ဒါအပြင်ဒါကတာမန်တခိုးဓမြတွေဝင်ခိုးတဲ့ပုံစံမျိုးထက်တခုခုကိုအစီအစဉ်တကျနဲ့ပြင်ဆင်ဖန်တီးထားတဲ့ပုံစံမျိုးဖြစ်နေတယ်။ပြောရမယ်ဆိုလို့ရှိရင်ဒါလုပ်ပြီးရင်ဒါလုပ်မယ်ဆိုပြီးတော့လုံးဝကို detail ပေါ့နော်အစီအစဉ်တကျနဲ့ကိုဖြစ်နေတယ်။ဒီလိုမျိုးထိတ်လန့်စရာကောင်းတဲ့အခြေအနေတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာအာနာပိုင်တွေကိုအကြောင်းကြားလိုက်ကြတယ်ပေါ့နော်။ဒါပေမဲ့ Brovizin မျိုးကအရေးပေါ်ကေဆေးအဖွဲ့အဆိုလို့ရှိရင်အဲ့ဒီအချိန်တုန်းကစီးနှင်းတွေကျနေတဲ့အတွက်ကြောင့်မလို့သူတို့သွားမဲ့ဒီကြိုက်ဝမ်းလမ်းတွေကိုနင်းတွေကပိတ်ဆို့ထားနေခဲ့တယ်။ဒါကြောင့်မလို့ပဲအခင်းဖြစ်ပွားတဲ့နေရာကိုချက်ချင်းရောက်မလာနိုင်ပဲနဲ့လမ်းမှာတော်တော်လေးကိုကြန့်ကြာသွားခဲ့ရတယ်။ဒီလိုနဲ့အီတလီရဲတပ်ဖွဲ့တွေအဲ့ဒီဖျားเจ้าကိုရောက်လာတဲ့အချိန်မှာဘုံတော်ကြီး Stein Kessler ကဒီဖြစ်စဉ်ကိုစပြီးတော့ထွက်ဆိုလာခဲ့တယ်။သူရဲ့ထွက်ဆိုချက်အရာပေါ့နော်။တကောင်ရန်ကြော်ကာစအချိန်မှာသူနေနေတဲ့ဘုံတော်ကြီးကျောင်းဆောင်ကနေတန်တရားဖြစ်ပွဲအတန်ပလန်တွေကိုကြားလိုက်ရတဲ့အတွက်ကြောင့်မလို့နှုတ်ထလာခဲ့တယ်လို့ဆိုတယ်။အဲ့ဒီအချိန်မှာသူကဘာများဖြစ်တာလဲဆိုပြီးတော့အောက်ကိုဆင်းကြည့်လိုက်တဲ့အချိန်မှာအောက်ထပ်ပရင်ပေါက်ကနေပြီးတော့အသင်းဝင်ရောက်လာတဲ့မျက်နှာဖုံးဆွတ်ထားတဲ့အဝတ်အစားတွေကိုလည်းအယောင်ရင့်ရင့်တွေဝတ်ထားတဲ့အရက်မြင့်မြင့်လူထွားကြီး2ယောက်နဲ့ထိတ်တိုက်ကိုမှတိုးခဲ့တယ်။အဲ့ဒီနောက်မှာဘုံတော်ကြီးနဲ့အဲ့ဒီဒဇယ်အမျိုးသား2ယောက်ကလုံထွေးပြီးတော့တပ်ပုတ်ကြတယ်ပေါ့နော်။ဒီလိုမျိုးလုံထွေးနေတဲ့နောက်ဆုံးမှာဘုံတော်ကြီးကသူ့ဘေးမှာရှိတဲ့ရေကြော့အိုးတစ်လုံးနဲ့သူတို့2ယောက်ကောက်ပေါက်လိုက်တဲ့အချိန်မှာသူတို့2ယောက်ကအဲ့နေရာနေချက်ချင်းပဲထွက်ပြေးသွားခဲ့တယ်ဆိုပြီးတော့သူကြုံတွေ့ခဲ့ရတဲ့အားလုံးကိုရဲတွေရှေ့မှာထွက်ဆိုခဲ့တယ်။အဲ့ဒီနောက်မှာမှအိမ်တော်ထဲအမျိုးသမီးမာရီယာတယောက်သိဆုံးနေတာကိုတွေ့ခဲ့ရတာဖြစ်ပြီးတော့သူအနေနဲ့လည်းအဲ့ဒီအခြေအနေတွေကိုမြင်လိုက်ရတဲ့အခါမှာအရန်ကိုတုံ့လုံသွားခဲ့တဲ့အတွက်ကြောင့်မလို့အကူအညီမတောင်းဘဲနဲ့မိနစ်20ခန့်လောက်ကြာသွားခဲ့ရတယ်ဆိုပြီးတော့ရဲတွေကိုထွက်ဆိုခဲ့တယ်။ဒီလိုနဲ့စုံစမ်းစစ်ဆေးမှုတွေကတခိုးဓမြတွေဝင်ပြီးတော့လူရဲ့ရင်တက်ဖြတ်သွားခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆခဲ့တယ်။ဘုံတော်ကြီးကိုယ်တိုင်ကလည်းလူဆိုးတွေအတင်းအဓမ္မဖောက်ထွင်းဝင်ရောက်ခဲ့တဲ့လက္ခဏာတွေနဲ့ပြန်လည်ထွက်ပြေးသွားတဲ့လမ်းကြောင်းတွေကိုအစလက်ညှိုးထိုးပြပြီးတော့ဒီယူဆချက်ကိုထောက်ခံခဲ့တယ်။ဖះเจ้าပတ်ဝန်းကျင်ကခြံစည်းရိုးတချို့ကလည်းဖျက်ဆီးခံရပြီးတော့အခင်းဖြစ်ပွားရာနေရာရဲ့အနီးကနေလူဆိုးတယောက်ယောက်ကြံခဲ့တာဖြစ်နိုင်တယ်လို့ယူဆရတဲ့အနာဘက်ကျဲတဲ့အုတ်ထုပ်အမဲရောင်တစ်လုံးကိုလည်းပြန်လည်တွေ့ရှိခဲ့ရတယ်။အဲ့တော့ဒါတွေကဘုံတော်ကြီးရဲ့ထွက်ဆိုချက်တွေကိုပို့ပြီးတော့ခိုင်မာစေခဲ့တယ်။အဲ့ဒါအပြင်သေဆုံးသူရဲ့ပတ်စံအိတ်ကိုလည်းကျမ်းပြင်ပေါ်မှာပတ်စံတွေလုံးဝမရှိပဲအကုန်နှိုက်လက်သားအလွတ်ကြီးတွေးလိုက်ရတဲ့အတွက်ကြောင့်မလို့ဒါကတာမန်လူရမှုတစ်ခုပဲဆိုတာပို့ပြီးတော့သိတာနေခဲ့တယ်။အစပိုင်းမှာတော့ရဲတပ်ဖွဲ့တွေကဒီဇက်ကြောင်းကိုပေါ့နော်ချက်ချင်းလုံးဝကြီးပယ်မချခဲ့ဘူး။ဒါပေမဲ့ဒီအခြေအနေကကြာမခံခဲ့ပါဘူး။နှစ်ရက်အကြာမှာပေါ့နော်ပြုလုပ်ခဲ့တဲ့ရင်ခွေးစစ်ဆေးမှုရလတ်အဆိုလို့ရှိရင်ဒီအမှုရဲ့ဥတီချက်တစ်ခုလုံးကို180ဒီဂရီလုံးဝပြောင်းလဲပစ်လိုက်တယ်။ဈေးဘက်ဆိုင်ရာကျွမ်းကျင်သူရဲ့ကောက်ချက်အရာပေါ့နော်။အိမ်တော်ထိန်အမျိုးသမီးကြီးမာရီယာကရိုက်နှက်ခံရတဲ့ဒဏ်ရာတန်ချက်တွေကြောင့်သေဆုံးခဲ့တာမျိုးလုံးဝဟုတ်မနေဘူး။ပြီးတော့လန့်ပြီးတော့သေသွားခဲ့တာလည်းမဟုတ်ဘူးဆိုပြီးတော့သိလာရတယ်။တကယ်ပေါ့နော်သူတို့စုံစမ်းပြီးတော့သိလာရတဲ့သူမှသေဆုံးရတဲ့အကြောင်းရင်းကဘယ်လိုလဲဆိုတော့အသက်ရှူကျပ်ပြီးသေဆုံးခဲ့တာမျိုးဖြစ်နေတယ်။အဲ့တော့အခန်းထဲမှာတွေ့ရတဲ့ခေါင်းတစ်လုံးကသူမကိုအတန်မထွက်နိုင်အောင်လို့နှာခေါင်းနဲ့ပါးစပ်ကိုပိတ်ဆို့ပြီးတော့အသက်ရှူရက်သွားတဲ့အထိဖိတိတ်ပြီးတော့တက်ဖြတ်ခဲ့တဲ့လူတက်လက်နဲ့ဖြစ်နိုင်ခြင်းအများဆုံးပဲဆိုပြီးတော့ရဲတွေကသတ်မှတ်လိုက်ကြတယ်။ဒီစစ်ဆေးတွေ့ရှိချက်အရဆိုလို့ရှိရင်ဘုံတော်ကြီးပြောခဲ့တဲ့ဇက်ကြောင်းနဲ့လုံးဝကိုကိုက်ညီမှုမရှိဘဲနဲ့ကြီးမားတဲ့ဆန့်ကျင်ဘက်ကွဲလွဲမှုကြီးတစ်ခုဖြစ်လာခဲ့တယ်။သူမရဲ့ခန္ဓာကိုယ်ပေါ်မှာမြင်တွေ့ရတဲ့ဒဏ်ရာတန်ချက်တွေကဆိုလို့ရှိရင်အကြမ်းဖက်ခံထားရတဲ့ပုံမျိုးကိုပြသနေတယ်။ဒါပေမဲ့သူ့ရဲ့ဒဏ်ရာတွေကအသက်သေဆုံးနိုင်လောက်တဲ့အထိပြင်းထန်တဲ့ဒဏ်ရာမျိုးတော့လုံးဝဟုတ်မနေခဲ့ဘူး။သေဆုံးသွားခဲ့ရတဲ့ဖြစ်စဉ်ကိုသေချာပြန်ကြည့်လို့ရှိရင်လေပြုံကိုတမင်တက်ပိတ်ဆို့ပြီးတော့အသက်ရှူကြက်အောင်လှုပ်ထားတာမျိုးဖြစ်နိုင်ခြင်းအများဆုံးဖြစ်နေတယ်။အဲ့ဒါအပြင်သေဆုံးသူကိုတုံနှောင်ထားပါတယ်ဆိုတော့ကြိုးချီထားတဲ့ကြိုးထုံးတွေကဆိုလို့ရှိရင်လည်းနောက်ထပ်မတင်ကားစရာကွဲလဲချက်တစ်ခုအနေနဲ့ထွက်ပေါ်လာခဲ့ပြန်တယ်။သေဆုံးသူရဲ့ခြေလက်တွေကိုပရင်းပေါက်လိုက်ကားစားတွေနဲ့တုံနှောင်ထားတာမှန်တယ်။ဒါပေမဲ့ထောက်လိုင်းရဲတွေသတိပြုမိတာကဒီကြိုးချီထားတဲ့ကြိုးထုံးတွေဟာအရန်ကိုမှခြောင်လွန်းနေတယ်။စဉ်းစားကြည့်ပါလူတယောက်ကအသက်ခံရမှမယ်ဆိုလို့ရှိရင်အရန်ကိုမှအသက်နဲ့ရင်းပြီးတော့ယုံပါပဲ။အဲ့တော့လူသက်သမားတွေကလည်းဒီလောက်ယုံနေတဲ့လူကိုတော့ကြိုးချောင်ချောင်ကြီးနေတော့ချီမှာမဟုတ်ဘူးလုံးဝကိုအမာရွတ်တောင်ကြံခဲ့တဲ့အထိကိုတင်းတင်းကြပ်ကြပ်နဲ့ကိုလုံးဝယုံလို့မရနိုင်အောင်ခြေကြပါပဲအဲ့တော့ဒီအချက်ကဘာကိုတန်တရားဝင်စေလဲဆိုတော့ဒီအခင်းဖြစ်ပွားတဲ့နေရာဆိုလို့ရှိရင်တကယ်လက်တွေ့ဖြစ်ပျက်နေတဲ့အချိန်မှာ
ပြန်လည်လုံးထွေးရုံးကန်တပ်ပုတ်ခဲ့ကြတဲ့ပုံစံမျိုးပေါက်မနေပဲနဲ့လူတက်မှုကိုဖုံးကွယ်ဖို့အတွက်အကွက်ချပြီးတော့ဇက်လန်းစင်ပင်စင်ဖန်တီးထားတဲ့ပုံစံမျိုးဖြစ်နေတယ်။ပြီးတော့တခြားသက်သေအထောက်အထားတွေကလည်းတန်တရားတွေကိုပို့ပြီးတော့ကြီးထွားလာစေခဲ့တယ်။လူဆိုးတွေဖောက်ထွင်းဝင်ရောက်လာခဲ့တဲ့နေရာလို့ယူဆရတဲ့ဗရင်ပေါဟာဆိုလို့ရှိရင်လည်းခွဲစိတ်ထားတယ်လို့မျိုးပြက်စီးနေပြီးတော့ဖန်ခွဲစတွေရဲ့တီနေရာဆိုလို့ရှိရင်အပြင်ဘက်ကနေအတင်းထုခွဲဝင်ရောက်လာတဲ့ပုံစံမျိုးနဲ့လုံးဝကိုက်ညီမှုရှိမနေခဲ့ဘူး။တစ်ချိန်တည်းမှာပဲဖះเจ้าဝင်းကျင်တဲ့ကခြံစည်းရိုးတွေပြက်စီးနေတဲ့အနေအထားဟာလည်းခြေချင်းထွက်ပြေးသွားတဲ့လူနှစ်ယောက်အတွက်ဆိုလို့ရှိရင်လိုအပ်တာထက်ပိုပြီးတော့အကြီးကျယ်ပြက်စီးနေတာမျိုးကိုတွေ့လိုက်ရတယ်။အထူးသဖြင့်အဲ့ဒီပြက်စီးနေတဲ့ခြံစည်းရိုးနားမှာပဲတောက်ခတ်မထားတဲ့ခြံစည်းရိုးတကားတစ်ခုအစင်တစ်ရှိနေတာကိုတွေ့လိုက်ရတယ်။အဲ့တော့အဲ့ဒီကနေအလွယ်တကူထွက်ပြေးလို့ရရက်တာနဲ့ဘာလို့များခြံစည်းရိုးကိုအတင်းကြော်ဖြတ်ပြီးတော့ဖြက်စီးသွားခဲ့တယ်ဆိုတာကြီးကသူတို့အတွက်တော်လေးကိုအံ့ဩပြီးတော့ဒါရက်တကယ့်ကိုတဘာဝမကြတဲ့အချက်မျိုးဖြစ်လာခဲ့တယ်။အပြင်ကဝင်ရောက်လာခဲ့တဲ့လူသက်သမားတယောက်ကြံရစ်ခဲ့တယ်ဆိုတော့တက်တဲ့အဖြစ်နဲ့အစပိုင်းမှာတင်ပြခဲ့တဲ့ဒီအုတ်ထုတ်အမဲအောင်ကြီးကလည်းပေါ့နော်။နောက်ပိုင်းမှာအငင်ပွားစရာအချက်တခုဖြစ်လာခဲ့တယ်။ဘုရားကျောင်းနဲ့နီးစပ်တဲ့တက်တွေရဲ့ထွက်ဆိုချက်အရာအဲ့ဒီအုတ်ထုတ်ဟာဆိုလို့ရှိရင်အစပိုင်းတုန်းကဘုံတော်ကြီးကိုယ်တိုင်စောင်းလေးစောင်းထားရှိတဲ့အုတ်ထုတ်နဲ့တပုံစံနဲ့တူညီနေတာကိုသတိပြုမိခဲ့တယ်ဆိုပြီးတော့ထွက်ဆိုလာကြတယ်။ဒါကြောင့်မလို့ဒီအုတ်ထုတ်ကအပြင်လိုဝင်ရောက်ခဲ့တယ်ဆိုတဲ့အချက်ကိုထောက်ခံပေးနိုင်မဲ့တက်တဲ့အဖြစ်ရာခိုင်နှုန်းလုံးဝကိုကျဆင်းသွားခဲ့တယ်။ထောက်လန်းရေးတွေကအခင်းဖြစ်ပွားခဲ့တဲ့အချိန်ကာလအပိုင်းခြားကိုအသေးစိတ်ပြန်လည်တွက်ချက်ပြီးတော့ဒီဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့တိဆောက်ကြည့်တဲ့အခါမှာတခိုးဓမြဝင်နေဆိုတဲ့ထွက်ဆိုချက်ရဲ့အဓိကအချက်ချာကြီးတစ်ခုလုံးကိုစပြီးတော့တန်တရားဝင်လာခဲ့ကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဖြစ်ပျက်ခဲ့တဲ့ညတုန်းကဘုံတော်ကြီးကဒီလူစုံနှစ်ယောက်နဲ့ထိတ်တိုက်တွေ့ပြီးတော့လုံသေးတပ်ပုတ်ရင်းနဲ့နောက်ဆုံးမှာဘုံတော်ကြီးကရေကြော့အိုးနဲ့ပြစ်ပေါက်လိုက်တော့အဲ့ဒီလူနှစ်ယောက်ကထပ်ပြေးသွားတယ်ဆိုပြီးတော့ရဲတွေရှိမှထွက်ဆိုခဲ့တယ်လေနော်။စဉ်းစားကြည့်လူစုံနှစ်ယောက်ကသူတို့နှစ်ယောက်ရဲ့ရုပ်ကိုမှတ်မိသွားပြီးတော့ရဲတွေရဲ့ရှေ့မှာတက်တည်ထွက်ဆိုနိုင်တဲ့ဘုံတော်ကြီးကိုမတက်ဘဲနဲ့ဘာလို့များခြံထားပစ်ခဲ့ရလဲ။ဒါကြီးကတကယ့်ကိုတဘာဝမကျတဲ့ကွဲလွဲချက်မျိုးဖြစ်နေတယ်ပေါ့နော်။အဲ့ဒါတင်မကသေးဘူးဘုံတော်ကြီးចောင်းဆောင်ရဲ့အထဲမှာထပ်မံတွေးရှိခဲ့တဲ့အရာတွေကလည်းဒီအမှုရဲ့အခင်းချင်းကိုပေါ့နော်ပို့ပြီးတော့ရှုပ်ထွေးသွားစေခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ထောက်လန်းရေးတွေကအခန်းထဲကနေပြီးတော့လင်ပိုင်းဆိုင်ရာရုပ်ပြစာပေတွေနဲ့စာအုပ်စာတမ်းတွေကိုရှာဖွေတွေ့ရှိခဲ့ကြတာ။အဲ့ဒါကိုလည်းဘုံတော်ကြီးစတင်းကက်ဆာရာကိုယ်တိုင်ကဒါတွေကသူ့ရဲ့ပစ္စည်းတွေအစစ်အမှန်ဖြစ်ပါတယ်ဆိုပြီးတော့နောက်ဆုံးမှဝန်ခံခဲ့တယ်။အဲ့ဒါအပြင်နောက်ထပ်ဘာတွေရှိသေးလဲဆိုတော့အခင်းဖြစ်ပွားရာအခန်းထဲကနေဆေးပတ်ဝင်တယ်လို့ယူဆရတဲ့အရက်ပလင်းအသေးလေးတွေလည်းအများကြီးရှာဖွေတွေ့ရှိခဲ့တယ်။အဲ့ဒီပလင်းတွေအားလုံးကဒီပလင်းလွတ်ကြီးတွေဖြစ်နေတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ရဲတွေကဒီအဖြစ်အပျက်တွေမတိုင်ခင်မှာအရက်အလွန်ကျွတောက်တုံးထားတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆလာကြတယ်။ဒီလိုအချက်လက်တွေနဲ့တပ်တွေတွေကိုစူးစီးပြီးတဲ့နောက်မှာတော့အစိုးရရှိနေတွေကကနဦးထွက်ဆိုခဲ့တဲ့ဇက်ကြောင်းတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့တခြားရွေးချယ်စရာယူဆချက်တစ်ခုကိုစပြီးတော့တိဆောက်လာကြတယ်။သူတို့ရဲ့သုံးသက်ချက်အရာဘယ်လိုလဲဆိုတော့အရက်တွေအလွန်ကျွတောက်ခဲ့တဲ့အတွက်ကြောင့်မလို့စိတ်အာယုံတွေဝေဝါးပြီးတော့လူကမူးရစ်ပြီးတော့ပေါ့နော်မတင်လျော်တဲ့အမူအကျင့်တွေနဲ့ဒီမကောင်းတဲ့စာအုပ်စာပေတွေဖတ်ပြီးတော့ဒီအမူအကျင့်တွေနဲ့ပေါင်းဆက်သွားတဲ့အခါမှာဘုံတော်ကြီးနဲ့အိမ်တော်ထိန်အမျိုးသမီးတို့ကြားမှာထိတ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်လာခဲ့ကြတယ်။ဒီယူဆချက်ထဲမှာဘုံတော်ကြီးဘက်ကတပတ်သက်ကြီးမတင်လျော်တဲ့ချင်းကပ်မှုမျိုးနဲ့ကျူးလွန်မှုတွေကိုအိမ်တော်ထိန်အမျိုးသမီးကြီးကပြက်ပြက်တသားနဲ့ညှင်းဆန်ပြီးတော့ဆန့်ကျင်တဲ့အခါမှာဒီလိုအကြမ်းဖက်တဲ့ပုံစံမျိုးကိုကူးပြောင်းသွားတာဖြစ်နိုင်တယ်ပေါ့နော်။ခေါင်းနဲ့ဖိတက်ပြီးတော့အသက်ရှူချက်သေးစေခဲ့တဲ့ဟာဆိုလို့ရှိရင်လည်းမတော်တဆဖြစ်ရမျိုးလုံးဝမဟုတ်ဘဲနဲ့အိမ်တော်ထိန်အမျိုးသမီးကြီးအားကုန်တုံးပြီးတော့ရုံးကန်အော်ဟစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုထိန်းချုပ်ဖို့အတွက်လုံးဝအတန်တိတ်သွားစေဖို့ပေါ့နော်။တမင်တက်ကြီးကိုလှုပ်ဆောင်ခဲ့တဲ့နီလန်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ရှုမြင်လာကြတယ်။တစ်ချိန်တည်းမှာပဲတခိုးဓမြတွေဝင်လာခဲ့ပါတယ်ဆိုတော့ဇက်လန်းဆင်ထားတာဆိုလို့ရှိရင်လည်းတန်တရားတွေကိုတခြားအပြင်လူတွေစီကိုလွှဲပြောင်းဖို့အတွက်ကြံစီအားထုတ်ခဲ့တာဆိုပြီးတော့ကောက်ချက်ချခဲ့ကြတယ်။ဒီလိုနဲ့ရပ်ပိုင်းအတွင်းမှာပဲပေါ့နော်။ဒီရယူဆတွေကခိုင်မာတဲ့အထောက်အထားတွေရှိလာတဲ့အတွက်ကြောင့်မလို့တရားဝင်တရားစွဲဆိုမှုတွေပြုလုပ်နိုင်ခဲ့တယ်။နောက်ဆုံးမှာတော့ Father Steinkesser ကိုရဲတပ်ဖွဲ့တွေကတရားဝင်ဖမ်းဆီးလိုက်ပြီးတော့ရည်ရွယ်ချက်ရှိလူတက်မှုနဲ့ထောက်လန်းရေးတွေကိုလမ်းလွဲစေဖို့အတွက်ရာဇဝတ်မှုအခင်းကျင်းကိုတမင်တက်ဇက်လန်းစင်ဖန်တီးခဲ့တယ်ဆိုတော့အမှုတွေနဲ့ဆွဲချက်တင်လိုက်ကြတယ်။
ဘုံတော်ကြီးကိုဖမ်းဆီးလိုက်ပြီဆိုတဲ့ဖြစ်ရပ်ကတသက်လုံးအေးအေးချမ်းချမ်းနေလာခဲ့ကြတဲ့ဒေရခံလူထုကြီးရဲ့ရင်တွေကိုအစိတ်စိတ်အမောင်မှာကွဲအပ်သွားစေခဲ့တယ်။အာတီမိုးကြိုက်ဝမ်းလိုမျိုးမှာပေါ့နော်ခရိယန်ကျောင်းထိုင်ဘုံတော်ကြီးဟာဆိုလို့ရှိရင်ရွာသားအားလုံးရဲ့ကိုကျင့်တရားဆိုင်ရာအမြင့်ဆုံးအားကိုးရတဲ့သူအဖြစ်ရာစုနှစ်ပေါင်းများစွာတည်ရှိနေခဲ့တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးရဲရဲဆက်ဆက်လူတက်မှုနဲ့ဆွဲချက်တင်ခံရတာကြီးကိုဒေရခံလူအများစုအတွက်လက်ခံဖို့အရန်ကုန်မှခက်ခဲလွန်းနေခဲ့တယ်။အဲ့ဒါကြောင့်မလို့ပဲနှစ်ပေါင်းများစွာဘာသာရေးအမှုတော်ဆောင်လုပ်ငန်းတွေကနေတဆင့်တည်ဆောက်လာခဲ့ကြတဲ့တယောက်နဲ့တယောက်ယဉ်ကျေးကျွမ်းဝင်မှုနဲ့ယုံကြည်မှုတွေအပေါ်အခြေခံပြီးတော့ဘုံတော်ကြီးမှာလုံးဝအပြစ်မရှိဘူးလို့ကာကွယ်ပြောဆိုပေးမယ်ထောက်ခံအားပေးမှုတွေကိုပြုလုပ်ပေးမယ်အဖွဲ့တွေကဆိုလို့ရှိရင်သူတို့ရဲ့ဒေတာအတွင်းမှာအလင်းအမြန်နဲ့ကိုပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းပဲပေါ့နော်စုံစမ်းစစ်ဆေးမှုတွေကနေထွက်ပေါ်လာခဲ့တဲ့စိတ်မသက်မသာဖြစ်စရာကွဲလွဲချက်တွေကလွယ်လွယ်နဲ့ပယ်ဖြတ်ပြစ်လို့မရနိုင်တော့အောင်ခိုင်မာနေခဲ့ပြန်တယ်။တရားဥပဒေအကြောင်းအရာရုံးတင်စစ်ဆေးမှုတွေစတင်လာတဲ့အခါမှာကျတော့ဒီအမှုဟာဆိုလို့ရှိရင်စန်တာဂျာထရုဆိုတဲ့ဂျေးလက်နေမြေလေးရဲ့နေနမိတ်ပြင်ပစီကိုအရှိန်အဟုန်နဲ့ကျယ်ပြန့်သွားရမယ့်မှုခင်မျိုးဖြစ်လာခဲ့တယ်။ဂျေးလက်ဒေတာကတာမန်လူတက်မှုစုံစမ်းစစ်ဆေးရေးအဆင့်အနေပြီးတော့ရုံးတော်အဆင့်တွေကိုတင်ပြပြီးတော့ဒီတရားရင်ဆိုင်ရတဲ့ကိစ္စရပ်မျိုးဖြစ်လာတယ်။အပြန်အလှန်ဆန့်ကျင်ကွဲလွဲနေတဲ့အစီရင်ချက်တွေနဲ့တပ်တွေအထောက်အထားတစ်ခုတည်းအပေါ်မှာပဲအချိန်ချင်းအခါခါပြန်လဲသုံးသက်စစ်ဆေးနေရတဲ့ရေရှည်ကြံ့ကြာနေမဲ့တရားစီရင်ရေးလုပ်ငန်းစဉ်ကြီးတစ်ခုအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဒီအမှုရဲ့ပထမကြိမ်ရုံးတင်စစ်ဆေးမှုက1984ခုနှစ်မှာပြီးဆုံးသွားခဲ့ပြီးတော့ခိုင်လုံတဲ့တပ်တွေအထောက်အထားမပြည့်စုံတဲ့အတွက်ကြောင့်မလို့ဘုံတော်ကြီးကိုတရေတရေလွတ်ပေးခဲ့တယ်။တင်ပြလာတဲ့မှုခင်းတပ်တွေဟာဆိုလို့ရှိရင်ပြစ်ဒဏ်ချမှတ်ဖို့အတွက်လိုအပ်တဲ့စံချိန်စံနှုန်းအဆင့်တန်းကိုမမီဘူးလို့ရုံးတော်ကဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဘုံတော်ကြီးကလုံးဝလွတ်မြောက်သွားခဲ့တာပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာအမှုကိုပြန်လည်ရုံးတင်စစ်ဆေးခဲ့တဲ့အခါမှာတော့အရင်ကစီရင်ချက်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်သွားစေမဲ့ထိတ်လန့်စရာအလဲ့ပြောင်းတစ်ခုကိုပေါ်ပေါက်လာခဲ့ပြီးတော့ဘုံတော်ကြီးမှာအပြစ်ရှိတယ်ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့စီရင်ချက်ချမှတ်လိုက်ပြီးတော့ရေရှည်ပြစ်ဒဏ်ကြီးချမှတ်ခြင်းခံခဲ့ရတယ်။ဒါပေမဲ့လည်းပဲပေါ့နော်ဒီရလက်တွေကဆိုလို့ရှိရင်လည်းကြာကြာမခံခဲ့ပြန်ဘူး။ဘာလို့လဲဆိုတော့အထက်တရားရုံးရဲ့ပြန်လည်သုံးသပ်မှုတွေနဲ့အဆင့်ဆင့်အယူခံမှုတွေကထပ်မံပြီးတော့ပေါ်ပေါက်လာခဲ့တဲ့အတွက်ကြောင့်မလို့ဒီအမှုကိုတရားစီရင်ပိုင်ခွင့်ရှိတဲ့နေမြေအမျိုးမျိုးကရုံးတော်တွေစီကိုအကြိမ်ကြိမ်ပြောင်းလဲလွဲပြောင်းစစ်ဆေးစေခဲ့ရလို့ပဲဖြစ်တယ်။ဒီလိုပြန်လည်စစ်ဆေးတဲ့အခါတိုင်းမှာဆိုလို့ရှိရင်လည်းအရင်ကသူတို့မူလအခြေခံထားတဲ့ပြဿနာအချက်ချာကြီးစီကိုပဲအမြဲတမ်းပြန်လည်ဆက်ရောက်သွားလို့ရှိတယ်။အဲ့ဒါကဘယ်လိုလဲဆိုတော့အရင်ကသူတို့ရှာဖွေစုစည်းထားတဲ့တပ်တွေအထောက်ထားတွေကလုံးဝကိုငင်းခုန်စရာမလိုလောက်အောင်လို့တိကျပြတ်သားနေပြီးတော့ဘုံတော်ကြီးထွက်ဆိုထားတဲ့ဇက်ကြောင်းတွေနဲ့လုံးဝကိုကွဲလွဲနေတယ်ပေါ့နော်လုံးဝကိုပေါင်းစည်းလို့မရဖြစ်နေတာတချို့ကောက်ချက်တွေကဆိုလို့ရှိရင်ပြစ်မှုထင်ရှားတာတွေကိုညွန်ပြနေပြီးတော့တချို့ကကြတော့လေကြိုးချောင်းစီလော်တဲ့တန်တရားဖြစ်စရာကောင်းတဲ့အရာတွေဖြင့်ရှိနေတယ်ဒါပေမဲ့ဘယ်ယူဆကမှဒီကွဲလွဲချက်အားလုံးကိုရာခိုင်နှုန်းပြည့်ရှင်းမထုတ်နိုင်ခဲ့ဘူးဒီလိုနဲ့နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာကြာအောင်တရားဥပဒေအကြောင်းအရာအပြန်အလှန်စစ်ဆေးပြီးတဲ့နောက်1982ခုနှစ်မှာထွက်ပေါ်လာခဲ့တဲ့အပိသက်တရားရုံးစီရင်ချက်အရဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတော့ဒီတပ်တွေအထောက်ထားတွေအားဆိုလို့ရှိရင်ပြစ်ဒဏ်ကိုဆက်လက်ချမှတ်ထားဖို့အတွက်လုံးဝမလုံလောက်ဘူးလို့တကြော့ပြန်လေပြီးတော့ကောက်ချက်ချခဲ့ကြတယ်။အဲ့ဒါကြောင့်မလို့ပဲဒီအမှုဟာအပြေမပေါ်ဘဲနဲ့ဒီနေ့ထိတိုင်းဘယ်နည်းဆန်ဆန်မပြတ်မသားနဲ့ကြံရစ်နေခဲ့တယ်။ဒီလိုနဲ့အပိသက်တရေတရေလွတ်မြောက်သွားပြီးတဲ့နောက်မှာတော့ Father Steinkesser ဆိုလို့ရှိရင်သူ့ရဲ့ခရစ်ယာန်ဓမ္မဆရာလုပ်ငန်းတာဝန်တချို့ကိုပြန်လဲထမ်းဆောင်ခဲ့တယ်။ဒါပေမဲ့လည်းပေါ့နော်သူ့ရဲ့ဂုံတိတ်ခါကတော့တစ်သက်လုံးပြန်လဲမဖြူစင်နိုင်တော့တဲ့အထိကိုအမဲဆက်ကြီးစွန့်တင်ကြံရစ်သွားခဲ့ရတယ်။နောက်ပိုင်းနှစ်တွေမှာအများပြည်သူတွေရဲ့အာယုံစိုက်မှုတွေဟာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့မဲမိန်သွားခဲ့တယ်။ဒါပေမဲ့ဒေတာခန်တွေရဲ့ယင်ထဲမှာတော့ဒီအမှုကြီးဟာဘယ်တော့မှပျောက်ကွယ်မသွားခဲ့ဘူး။ဘုံတော်ကြီး Steinkesser ဆိုလို့ရှိရင်လေ2010ပြည့်နှစ်ဒီဇင်ဘာလမှာသူကွယ်လွန်သွားခဲ့တဲ့အချိန်ထိပေါ့နော်သူ့မှာအပြစ်မရှိကြောင်းကိုပဲဒီအဆုံးစွန်ထိပေါ့နော်အခိုင်အမာပြောကြားသွားခဲ့တယ်။တစ်ဖက်မှာလည်းအပြေမရှိတဲ့မေကွန်ပေါင်းများစွာရဲ့အလေဘဟုမှာအိမ်တော်ထိန်အမျိုးသမီးကြီးမာရီယာလူဝီဆာတယောက်ပဲကြံရစ်ခဲ့ရှာတယ်ပေါ့နော်။သူမဘလို့တေဆုံးသွားခဲ့ရလဲဆိုတာကိုဆေးပညာအရတိတိကျကျနဲ့ကိုရှင်းလင်းနိုင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဥပဒေအကြောင်းအရတော့ဘယ်သူ့မှတရားခံအစစ်မှန်ဖြစ်ကြောင်းတရားဝင်စီရင်ချက်ချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး
စုံစမ်းစစ်ဆေးမှုတွေကနေယူဆချက်တွေအပြန်အလှန်ဆွဆွဲချက်တွေနဲ့အကြိမ်ကြိမ်ပြင်ဆင်မှုတွေထွက်ပေါ်လာခဲ့ပေမဲ့လည်းပေါ့နော်ဘယ်အရာကမှအလုံးလက်ခံနိုင်တဲ့အထိအပိသက်သဘောတူညီချက်တစ်ခုကိုမရရှိခဲ့ကြဘူးဒီအမှုဟာဆိုလို့ရှိရင်စုံစမ်းစစ်ဆေးမှုတွေနဲ့တရားစွဲဆိုမှုတွေမှာပါဝင်ခဲ့ကြတဲ့အဓိကပုံကိုယ်တွေရဲ့ဘဝတွေအပေါ်မှာလည်းဖျောက်ဖျက်မရတဲ့တက်ရောက်မှုတွေခြံထားရခဲ့တယ်အမှုမှာပါဝင်ခဲ့တဲ့ထိတ်တန့်အရာရှိတချို့တွေဟာဆိုလို့ရှိရင်တခြားတာဝန်တွေစီကိုပြောင်းရွှေ့ပြီးတော့ရာထူးတိုးတက်သွားတာမျိုးအောင်မြင်သွားတာမျိုးတွေရှိတယ်။တချို့တွေကကြတော့လေနိုင်ငံဝန်ထမ်းဘဝကနေပြီးတော့လုံးဝအနားယူသွားကြတာမျိုးလည်းရှိခဲ့ကြတယ်ပေါ့နော်။ RT မူကြိုက်ဝမ်ကြီးကတော့သူ့ရဲ့မူလအတိုင်းတိတ်ဆိတ်ငိမ့်ချမ်းတဲ့နေ့စဉ်ဘဝစီကိုပြန်လည်ရောက်ရှိသွားခဲ့ပေမဲ့လည်းပေါ့နော်။ဒီဖြစ်ရဆိုးကြီးကတော့ဒေတာအတွင်းခစ်တစ်သမိုင်းရဲ့ချောင်းလန့်စရာအစိတ်ပိုင်းတစ်ခုအနေနဲ့အရေးလိုမျိုးခိုအောင်ကြံရစ်နေစေပဲအိမ်တော်ထိန်အမျိုးသမီးကြီးမာရီယာလူဝီဆာဖြူရီပလတ်ကမာရဲ့တေဆုံးမှုဟာဆိုလို့ရှိရင်ဖြစ်ပွားခဲ့တာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်သွားခဲ့ပြီဖြစ်ပေမဲ့တေယဝင်အားဖြင့်တော့ယနေ့ထိတိုင်အဖြစ်မပေါ်သေးတဲ့အမှုသွဲတစ်ခုအနေနဲ့ကြန့်ရှိနေစေပဲပေါ့နော်ဒီလိုနဲ့ပဲဝေးလံခေါင်ကြည်လာတဲ့ဘုရားကျောင်းအဆောက်အုံလေးတစ်ခုကနေပြီးတော့မြင့်နဲ့တကောင်ရဲ့အချိန်မှာအရေးပေါ်ဖုံးကုံစုံမှုတွေကနေတဆင်စတင်ခဲ့တဲ့ဒီဖြစ်ရဆိုးကြီးအားဆိုလို့ရှိရင်နောက်ဆုံးမှာတော့တောင်တိုင်ရိုးဒေတာရဲ့တမိုင်းမှာရှုပ်ထွေးဆုံးနဲ့ရေရှည်အကြာဆုံးတရားစီရင်ရေးဆိုင်ရာပေရနိကြီးတစ်ခုအဖြစ်ကိုပြောင်းလဲအဆုံးသတ်သွားခဲ့ရတယ်။ဒီမှုခင်ကတော့ဒီလောက်ပါပဲအားလုံးလည်းဒီအမှုကြိုက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ See you next video. Bye guys.